ဘယ်လောက်ကြာလဲညီမ ဟို9000ကျပါလေရှင်အမပတ်စံကြီးကြံခဲ့တယ်ပတ်စံကြီးအမဖုံးကြံခဲ့တယ်ရှင်အမနှစ်ချက်တည်းကြံသေးရဲ့ ဩအေးငါတစ်ချက်တော့ဘယ်ရောက်သွားလဲ အမနားထဲမှာ အေးညီမရဲ့အမကလည်းအဲ့လိုမျိုးပဲတတိအရန်မေးရသွားလေရမှာအကုန်မေးရညီမရဲ့သိလားကျေးဇူးနော်ညီမ ကျေးဇူးတင်ပါတယ်ရှင် ဘာချက်မတူစီကပြန်တော့9000ယူအောင်ပါပဲညီမအမကိုပတ်စံ9000ပြန်ရအောင်မယ်လေမိတ်နေရလားညီမ ဟောမခဏလေးတော့မဒါမျိုးကြတော့မမေ့တော့ အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတီကိုသာလာခဲ့ပါ